ဒါကတော့အမေရိကန်ပြည်ထောင်စုရဲ့အချောက်ချားဆုံးနဲ့နာမည်အကြီးဆုံးအရင်တောင်ပဲဖြစ်ပါတယ်။အဲ့ဒါကတော့ Alcatraz ပါ။ဒီရင်တောင်ဟာ San Francisco ပင်လယ်အော်အလဲကကျွန်းငယ်လေးတစ်ခုပေါ်မှာတည်ရှိတာပါ။တချင်ကတော့ကဘာပေါ်မှာလုံခြုံရေးအတင်းကျပ်ဆုံးအရင်တောင်အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ဒီနေရာဟာ El Capone နဲ့ Machine Gun Kelly တို့လိုအန်ဒီရဲ့အရှိဆုံးရာဇဝတ်ကောင်လေးကိုချုပ်နှောင်ထားတဲ့နေရာလည်းဖြစ်ပါတယ်။အထီးကျန်ဆန်တဲ့ဒီနေရာအေးဆက်လာတဲ့ပင်လယ်ရေနဲ့တင်းကျပ်တဲ့လုံခြုံရေးတွေကြောင့်ဒီထောင်ကနေထွက်ပြေးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့1962ခုနှစ်မှာတော့ Frank Morris နဲ့ညီကိုနှစ်ဦးဖြစ်တဲ့ John တို့ Clarence Anglin တို့ဟာအောင်မြင်စွာထွက်ပြေးနိုင်ခဲ့ကြပါတယ်။သူတို့ဟာအရင်ကန်းထက်ကလေးဝင်လေးထွက်ပေါက်တွေကိုဖောက်ထွက်ပြီးအဆောင်တွေကိုလှည့်စားဖို့လူကောင်းအတုတွေလုပ်ခဲ့ကြပါတယ်။ပြီးတော့မိုးကအင်ကြီးတွေနဲ့လှုပ်ထားတဲ့လေဖောင်းလေးကိုတုံးပြီးထွက်ပြေးခဲ့ကြတာပါ။သူတို့ရဲ့အစည်းအဝေးကတော့ပင်လယ်အော်ကိုဖျက်ကျော်ပြီး Angel Island ကိုတွားဖို့အဲ့ဒီကနေ San Francisco ထဲကိုပျောက်ကွယ်သွားဖို့ဖြစ်ပါတယ်။နောက်ပိုင်းမှာရဲတပ်ဖွဲ့ကကမ်းခြေကိုရောက်နေတဲ့လေဖောင်းလေးကိုတွေ့ရှိခဲ့ပါတယ်။အရင်သား၃ယောက်လုံးရေနစ်သေးဆုံသွားပြီလို့သူတို့ကကောက်ချက်ချခဲ့ပြီးမယ်။လူများစုကတော့သူတို့အသက်ရှင်လွတ်မြောက်သွားကြပြီလို့ယုံကြည်နေကြပါတယ်။ဒီနေ့မှာတော့ Alcatraz အရင်တောင်ကိုပိတ်လိုက်ပြီးဖြစ်ပြီးနာမည်ကြီးကဘာလက်ခရီးသွားနေရာတစ်ခုဖြစ်လာခဲ့ပါပြီ။အကယ်၍ဆရာသမားတို့ဟာပထဝီနိုင်ငံရေးဗီဒီယိုတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် Smile Blogs Facebook Page ကို follow လုပ်ထားဖို့မမေ့ပါနဲ့